ဥပမာဖြစ်ပွားတဲ့ဒီဇလန်းဟာတယ်လီဘန်အစိုးရအုပ်ချုပ်နေတဲ့အချိန်ကိုအခြေခံထားပါတယ်။အဲ့အချိန်မှာအမျိုးသမီးတွေအတွက်ဘဝကမဖြစ်နိုင်အောင်ခက်ခဲနေခဲ့ပါတယ်။အပြင်မထွက်ခွင့်အလုံးမလုပ်ခွင့်အမျိုးသမီးအနေနဲ့တန်ဖိုးမရှိခဲ့တဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုကက်ယောဂါတစ်ခုလိုမုန်းတီးခံရတဲ့အချိန်မှာပဲပရဏာဆိုတဲ့မိန်းကလေးငယ်တဦးနေထိုင်နေပါတယ်။သူ့အဖေဟာစာအုပ်ဆရာတဦးဖြစ်ပြီးတယ်လီဘန်အစိုးရနဲ့မသက်ဆိုင်တဲ့စာအုပ်တွေဖတ်ပေးတာကြောင့်ဖမ်းခံရပါတယ်။အဖေဖမ်းခံရတဲ့နေ့ကစပြီးပရဏာအတွက်ဘဝကပြောင်းသွားခဲ့တယ်။အခါမှာအိမ်ထဲမှာကြံနေသူတွေကအမေအမနို့ရညီလေးကြခင်နဲ့သူ့ပဲအပြင်ကိုမထွက်ခွင့်ရှိတဲ့အမျိုးသမီးတွေအတွက်စားဝတ်နေရေးကတော့တော်တော်ခက်ခဲလာတယ်။အဲ့ခါမှာအိမ်ထဲမှာကြံနေသူတွေကအမေအမနို့ရညီလေးကြခင်နဲ့သူ့ပဲအပြင်ကိုမထွက်ခွင့်ရှိတဲ့အမျိုးသမီးတွေအတွက်စားဝတ်နေရေးကတော့တော်တော်အိမ်မှာစားစရာမရှိတော့တဲ့အခါမှာအမေကအိမ်ထဲမှာသာငိုနေပြီးအမည်မသိအမျိုးသားတွေအနက်ကတဦးတည်းဖြစ်တဲ့အဖေကိုပြန်ရဖို့ဆုတောင်းနေတယ်။တနေ့မှာပင်နာဟာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူ့ဆံပင်ကိုဖျက်လိုက်တယ်။သူ့အဝတ်စားကိုလည်းယောက်ျားအနေနဲ့ပြောင်းလိုက်တယ်။အဲ့အချိန်ကစပြီးသူဟာအမျိုးသမီးမဟုတ်တော့ဘဲယောက်ျားတဦးလိုမြင်ရအောင်လုပ်လိုက်တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူဟာအပြင်ထွက်ပြီးငွေရှာဖို့စလို့ဖြစ်လာတယ်။ဒီကွက်ထဲမှာသွားပြီးရေနဲ့အစားအစာတွေကိုဝယ်လာတယ်။သူ့ကိုသူ့လက်နဲ့ငွေရှာတဲ့အခါမှာအဲ့ဒီအခြေအနေအောက်မှာသူ့ရဲ့တတိကြီးစွာကိုမြင်ရပါတယ်။အဲ့အချိန်မှာပဲသူ့လိုပဲသပင်ဖြတ်ထားတဲ့မိန်းကလေးတဦးရှောက်ရောက်ကိုတွေ့ခဲ့တယ်။သူတို့နှစ်ဦးဟာအတူတူပေါင်းပြီးနေ့တိုင်းဈေးကွက်မှာအလုပ်လုပ်ဖို့စလို့ဖြစ်လာတယ်။ရှောက်စရာရဲ့အိမ်မက်ကတော့တနေ့တစ်ချိန်မှာပင်လယ်အနားမှာသွားပြီးအေးဆက်တဲ့လေတွေနဲ့အေးချမ်းအောင်နေချင်တာဖြစ်တယ်။ပရဏာကတော့အဖေကိုပြန်သွားရှာချင်တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အတူဖြစ်လာတဲ့အခါမှာအမျိုးသမီးတွေအတွက်ခက်ခဲတဲ့အချိန်တွင်းမှာမေတ္တာနဲ့တတိဖြစ်တိုက်လန်နေရတယ်။တနေ့မှာတော့ပရဏာအဖေကိုဖမ်းထားတဲ့ထောင်ရောက်နေရာကိုတည်သွားတယ်။သူ့အဖေကိုပြန်ကယ်ဖို့စူးစမ်းခဲ့တယ်။စစ်ပွဲကြီးဖြစ်လာပြီးလူတိုင်းပြေးနေချိန်မှာသူ့အဖေကိုပြန်ရဖို့အားထုတ်ခဲ့တယ်။စစ်တမ်းကြားနေရတဲ့အချိန်မှာပင်သူ့စိတ်ထဲကတတိမပြတ်သွားခဲ့ဘူး။နောက်ဆုံးခန်းမှာတော့ပရဏာဟာသူ့ဖေကိုပြန်တွေ့ဖို့အောင်မြင်လာတယ်။တနည်းအားဖြင့်မိသားစုအတွက်စားဝတ်နေရေးပေးဆောင်နိုင်သူ the breadwinner ဖြစ်လာတယ်။သူမဟာငယ်ရွယ်ပေမဲ့မိသားစုအတွက်တတိနဲ့တာဝန်ယူမှုရှိတဲ့စစ်သားတဦးလိုပဲဖြစ်လာခဲ့တယ်။ဒီဇလန်းဟာမိန်းကလေးတဦးအနေနဲ့လည်းတတိရှိနိုင်တယ်ဆိုတာပြသပါတယ်။အမျိုးသမီးတန်ဖိုးနဲ့အခွင့်အရေးတွေကိုအမှုပညာနဲ့ပြသထားတာဖြစ်တယ်။ပရဏာရဲ့တတိမိသားစုအတွက်အားထုတ်မှုတွေကမိန်းကလေးတွေအတွက်စိတ်အားပေးဖြစ်တယ်။တောင်ရှိအာရှနိုင်ငံတွေမှာမိန်းကလေးတွေအခွင့်အရေးနည်းနဲ့နေထိုင်နေရပေမဲ့ဒီဇလန်းကတတိနဲ့စိတ်အားရှိရင်ဘလောက်ခက်ခဲတော့လဲအနိုင်ရနိုင်တဲ့ဆိုတဲ့သင်ခန်းစာကိုပြသသွားတာပါ။ The Breadwinner ဟာစစ်ခတ်ခဲမှုမိသားစုနဲ့တတိအကြောင်းတွေကိုပြသပေးတဲ့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်။ပရဏာလိုမိန်းကလေးတဦးကပဲမိသားစုအတွက်အားထုတ်နိုင်တယ်ဆိုတာပြသပေးတဲ့အံ့ဩဖွယ်အမှုပညာတစ်ခုပါ။